哎，过来抓，过来抓，哎，二三，哦，我是的，哎，多来几？呀，啊，你老弄。台湾话叫你妈哎，这台你了。哦，那把没有啊，哎，带去了嘛，哎，回来了，哪里来了？我们带不喏，来你了，两个人，来你了，你来挂，我明年是干表情了吧？嗨，我都忙着带不喏，没么路，来你啊，好呢，မတော့တော့ကျွန်တော်ဟိုဘက်သွားမလားလို့ 到吧， မတော့ချင်လို့ပါဆို 给到吧，你，我过来回到那么不呢？ အော်လောက်တယ်မတော့တော့ဘူးဗျာမတော့ဘူး 啥了，没嘞，把你那你个就，哎，没得谁叔叔我老干怎么讲了？ စိတ်ကမဟုတ်ရောက်တယ်ကွာအကန်နေပဲအဲ့ကြောင့်ကျွန်တော်ခင်ဗျားမရှိတဲ့နေအောင်ကျွန်တော်သွားထိုင်မလို့ 哦，没嘞，你个就没嘞，就你弄的他妈的，给到，喏，不是很新样吗？ အော်တောက်မှတော့ပတ်စံရှင်းရမှာပေါ့ကျွန်တော်ရှင်းရမှာလား 我不是新，我没都表了啊，没嘞，我表的这个路线这边呢，那路呢，路呢我，哎呀，哎，啊，你不是了我不是几龙哦，是喏，哎他妈上家庭我才打，我他妈，像ဒီဘန်းငွေညီလေးဒီမှာမေးချင်ဒီဆိုင်မှာဘန်းငွေနဲ့ရှင်းလို့ရလားလို့ ဘလို့ရှင်းလို့ရမှာတော့လို့ ဟုတ်ဘန်းကောက်သွားသုံးမှုထည့်တာလေတော့လည်းခဏသွားနေချင်းမြန်နဲ့ခဏသွားနာဒါဘန်းငွေတွေဘန်းငွေဒါတစ်ထောင်လားသိလားညီအဲ့ဒါတစ်ထောင်လားဘန်းငွေတစ်ထောင်လားနော်အဲ့ဒါပဲညီလေးဒီမှာဗမာငွေရလေအပြည့်ဟို15သိန်းခွဲဟိုအိတ်ထဲမှာလားဟလားအိတ်ကြီးထဲမှာနော်အေးမင်းပြန်ကြမဟုတ်3သိန်းယူလိုက်သလားမှန်ပါဒါအသေးသုံးပေါ့ဒါလေးအသေးသုံးပေါ့ကွာတွက်လိုက်ချင်းငါမင်းကိုကြီးနေသလားမင်းရှူတင်မှာပတ်စံနေပါလေတိတ်သုံးတာမတွေ့ဘူးဗါတယ်မင်းမအကုန်ပြန်အဲ့တာလား ဟောအကုန်ပေးလိုက်တော့ဗျာမနေ့ကကျရင်ရှူတင်လိုင်းပတ်စံ1000ပေးအဲ့ဒါတော့တာပဲ ဒုက္ခပဲသေစိတ်နေစိတ်တော့ထားပါကွာနော် ဘလို့သေးသေးနေစီတော့လို့ ဟုတ်လေကိုတို့လိုမဲသုံးဖို့ဆွဲဖို့တော့ထားလို့ပတ်စံ1000နဲ့ အကုန်လုံးပြန်အဲ့ဒါသူ့မှာရှိတယ်လေကျွန်တော်ယောဂဖြစ်တဲ့သူကူးလေးမှာကျွန်တော်လည်းသူ အဲ့လိုတော့လည်းမဟုတ်ဘူးမိမဆိုတာမင်းကလည်းမိမပေးငွေဟိုရှင်းနေပေးငွေစက်တော့ရေနောင်ရွှေချပြန်မရဆိုတယ်လို့မိမပေးတယ်လေအဲ့တိုင်းပဲပြန်မရတော့ဘူးငါတို့ဆိုလို့ရှိရင်သူ့ကိုဈေးဖို့ပေးလိုက်တော့ကွာဈေးဖို့ပေးတယ်ပြီးရင်သူတို့ကလေးចောင်းစိတ်ပါညာအကုန်ပေးပြီးသွားရင်ပတ်စံငါပဲသိမ့်လိုက်တာအကုန်ပေးရင်အကုန်ယူရတာနေကနောင်ရွှေချပြန်မရညီလေးကိုကျမကြီးတို့ပါညာကြိုပြီးစုဆောင်းထားမလဲမိဘတွေပါပေးခြင်းတော့ဘာလို့ဆိုဟုတ်မလားမင်းကလည်းမိဘမဲဆိုတော့ပြဿနာမရှိပါဘူး ကျွန်တော်တော့ တောင်းညီလေးငါမျိုးစေတနာနဲ့ပြောနေတာစေတနာနဲ့ပြောနေတာနော်ပတ်စံတော့များများတယ်ဒီကောင်မ15သိန်းခွဲသက်ပေးလိုက်ပြီးတော့မဘိုး3သိန်းပေးလိုက်အောင်မလေအဲ့ဒါငါပတ်စံအဲ့ပတ်စံကြီးပဲနော်8သိန်းခွဲလားမသိဘူးပေးရတယ်အဲ့ပတ်စံ တော့စုပ်ပြတ်တဲ့နေတဲ့ပတ်စံရှင်းသိမ်းခွဲပေးရတယ် အဲ့လောက်ဈေးကြီးလို့ငါအခုစုပ်တက်ထိကိုင်းနေတာသိလားပတ်စံဆိုဟောင်းလေကောင်းလေတန်ဖိုးကြီးလေနားမလဲပဲနဲ့ ဟုတ်တယ်လေနေတော့ အများကြီးပဲကြည့်လိုက်မြင်မှုအောင်ကြည့်လိုက်ပတ်စံနေငါ အဖေသားတွေကိုခင်လိုက်ရပတ်စံကျဲလာတဲ့ ဟဲ့ငါပတ်စံနေဟဲ့ကောင်နေငါပတ်စံလို့ လူကြ ဘယ်ဘာလို့လဲ မပီလာကျမ်းပါပါလေ အောင်ပြပါလေအေးမပီလာအခုယူလိုက်အပိုင်ယူလိုက်โอเคစီးပြလာအေးဒါပဲရတယ်လေအဲ့ဒါဆိုလေအဲ့ရကျွန်တော်တတ်မှတ်ထားလိုက်မယ်တမအမโอเคဟုတ်တယ်အဲ့ဒါပြီးတော့ကျွန်တော်အဲ့ကိုတန်းကူးလိုက်ပြီလေကျွန်တော်မပြန်တော့အဝတ်စားလက်တစ်ခါတည်းထည့်လာခဲ့လိုက်တော့ပေါ့အမပကံပါပဲနော်ဟုတ်ကဲ့ပါပြီးအဲ့ဆိုဟာโอเคပါအဲ့ဆိုလည်းမတ်လိုက်ပါလားဟုတ်တယ်ဒီမှာလာထိုင်ဟလား ဟုတ်တယ် ထိပဲဟာတော့ပူလဲကွာနော်မင်းလဲကွာငါကြည့်နေထီးလေးပါလေစောင်းပါကွာထီးမစောင်းမနဲ့ရှောက်တာသပင်းလေးပြောင်းကုန်မယ် ဘာဆိုင်လဲလို့ဒီမစောင်းတဲ့သပင်းပြောင်းနေဘာဆိုင်လဲ ရမ်းပူတော့သပင်းလေးကျွတ်မယ်လို့စေတနာနဲ့ပြောတာပါမင်းငါလိုတယောက်တော့နောက်ကထီးမှုခေါ်လိုက်ပါလားကိုတော့မနေရှာစားနေရကိစ္စဒီปีကတော့သူ့ကိုပေးနေတော့ကိုဘယ်လိုသွားလောက် ဩကိုမစားနဲ့ဘာသူ့ပေးပါ ကိုမစားမဲ့တော့သူ့တို့ရှာပေးရမှာလေ ခါစားတာပါငါတော့မစားပဲသူ့ကိုငါတာ ဒီကိုငါရိုက်တော့မှလည်းမခေါ်တယ် ဩခဏနေညီလေးကျုံတော့လိုသေးတယ်နောက်ကမန်နေဂျာမေးပြီးသွားကိုတို့လည်းကိုကလည်းနှစ်စင်းကျန်သေးတယ်မပါသေးဘူးတဲ့ဒါလေးပြောချင်တယ်မင်းကလည်းဘာဖြစ်နေ ကိုတနည်းကလည်းပတ်စံနေကျဲတာခင်ဗျာမမှတ်ဘူးတော့
ဟောမင်း အကြီးရတယ်အခုလည်းပြင်ငါတဲ့ကိစ္စကွန်ကွန်ခန်းနိုင်ငါပါလား ပတ်စံကျေးတာတော့ကတော့ငါရင်းတော့မခုံဘူးမင်းကလည်း ရှင်းတာမခုံတာသူကြတော့ဝင်လူနေပြီတော့ ဟောငါအပြောပါကလေးဒီတိုင်းတော့မဖို့ပေးနေရတယ်၄၅သိန်း အပျော်ကြတော့ကျုံအယူကြီးတက်နေပဲဝင်လူနေအဲ့ဒါအပျော်လား သူတို့ပြောတော့ငါပါလူတယ်ပေါ့ကွာအဲ့လိုလေးဖြစ်တော့ဒီကိစ္စတော့မင်းဘာဖြစ်မှလဲရင်းတော့မခုံဘူး ရှင်းတာမခုံနဲ့ရင်တိတ်တိတ်ဟုတ်တယ်မလား ဟာရဒီကကြီးမှာကွာကိဘဘုံကြီးကိုင်းနေတော့လားဒုက္ခပဲမတကိဘတဲ့ကွာတော်တယ်ဖြစ်ပြီဟမ် အတန်ကျဲအောင်လို့ဗျာဖုန်းလိုက်မကြားမှာဆိုတော့ ဩဒုက္ခမင်းအဲ့ဒါကြီးတစ်တော့ဘယ်လိုဆော့လို့ရမှာလဲ ကျွန်တော်တက်တော့မှမစော့တာ ဟိုမဆော့ပဲနဲ့လေဖိတ်နေတော့ကိုင်မို့ကွာကိုယ်တရုပ်ဆောင်တယောက်ဟုတ်တယ်မလားဘာညာမကြီးအိုင်ဖုန်း15ပြီးခဲ့တဲ့နေ့ကတကြံတော့ရေလုံးဝမစိုးဘူး 15ဒီနေ့မှထွက်တာလေ ပြီးခဲ့တဲ့နေ့ကအော်အေးပြီးခဲ့တဲ့နေ့က14တည်းရေစားမစိုးတော့ဘူးဒီကောင်ကရေစိမ့်ခဏနော်ရေစိမ့်ခဏဟာမင်းဟိုနေ့ကတော့ဟုတ်ကဲ့လီလီနော်ဗာကြိုက်ကြီးတော့ငိုးနေတာဖုံးပြုတ်ကြပါ တန်ကြီးတဲ့ဘာကိစ္စငုံတာ မဟုတ်ဒီကုန်းခတ်လိုက်တာရှူတင်ပါလေကုန်းခတ်လိုက်တော့ဇွတ်ဆိုဖုံးပြုတ်ကြသွားတာအဲ့ဒါငါမျက်နှာတက်လက်တက်ပြီးတော့မေ့သွားရောဘာလို့ကြာမှာလဲနော်2ရက်လောက်ကြာမှာတယ်နဲ့အဲ့ဒီတော့တတိယပြီးငါသွားပြန်ပြီဘာမှမဖြစ်ဘူးနော် ဒီဘုံက အေးမင်းကတော့ဘလို့ရေဆိုခံပါလေဒီကောင်ရေထဲမှာကြာသွားတယ်တွန်း 2ရက်လောက်ခံ water resistant 2ရက်လောက်ကိုခံလိုက် နေမေ့နာနော်ဒီအောင်ပြီးတော့မှဟာတဲ့ဆရာဖုန်းအေးဟုတ်သားပဲငါကရေတိုက်ကလေးမှကြာခဲ့တာမျက်နှာလေးတစ်စက်တည်းမေ့သွားတာအဲ့မှာ2ရက်တော့ကြာနော်2ရက်လောက်ရှိတယ်ဆရာ2နီးပါပေါ့ ကျွန်တော်ဖုန်းလည်းရေးစိမ့်ခံတာပဲ ဘယ်ရမလားနဲ့ကိဘဘုံဘလို့ရေစိမ့်ခံမှလည်းမင်း ရေးစိမ့်ခံတယ်စမ်းပြီးသွားပြီခင်ဗျာကျွန်တော်ပြောရင်ယုံမှာမဟုတ် မင်း ဘူး လာနဲ့ဘသူရေစိမ့်ပုတ်ခံလဲကဲပြော အော်ကျွန်တော်ဘုံရေးစိမ့်ခံတယ်လို့ခင်ဗျာဘုံတကယ်ရေးစိမ့်ခံတာလား ဟုတ်ခံတယ်မင်းကလောင်းမလားကဲ ကဲလောက်အကြပေး ဟာလေလို့ ဒီပြရှိ ဟာဟုတ်ပြီ အမကြီး လို့ဘာဖြစ်လဲမလေးရေစိမ့်ဘယ်လောက်ခံလဲကြည့်လိုက်အဲ့မှာမင်းကလေဟာဘာလို့ဟာဖောက်တာလေမင်း ဘယ်ဘုံကရေးစိမ့်ခံလဲဆိုတော့နောက်တစ်ပတ်နေလာပြန်ကြည့်မယ် မင်းကွာ ကောင်းရင်ကြွားနေတာဦး ဒီတရောင်းသားနဲ့မတူတဲ့တရောင်းသားမလည်းတရောင်းသား